အပြုံးမလာတဲ့ကိုလူလူရဲ့အပြုံးစုယူရဟာမင်းဘဝအတွက်တော့မပူလုံနိုင်သေးတယ်အပြုံးလေးနှုတ်ဆက်နေစဉ်ကိုအတွေ့များကတဝဲဝဲလဲမင်းနဲ့အရင်လိုဘဝမျိုးရောက်ချင်တယ်It's